စုဝေးလာပြီးရေပြင်ကိုခွဲထွက်သွားသည့်တစ်ခုခုကိုတောင်းဆိုနေတဲ့ကဲ့သို့ပင်အခြားသောငါးမွေးမြူရေးခြံများတွင်အလားတူစမ်းသပ်မှုများပြုလုပ်ခဲ့ရာငါးများသည်ပုံမှန်အတိုင်းအစာကိုစောင့်ဆိုင်းနေကြပြီးတိတ်ဆိတ်နေခဲ့ကြသည်ထိုကဲ့သို့ခြားနားမှုသည်လစ်လျူရှုနိုင်ရန်ခက်ခဲလွန်းလာသည်ဒီငါးမွေးမြူရေးခြံကပုံမှန်အစာမဟုတ်ဘဲတစ်ခုခုကိုရဖူးပုံရတယ်ဟုရဲမှူးကြီးဦးတင်မြင့်ကရေရွတ်လိုက်သည်ပြီးတော့အဲ့ဒါကိုတင်ပေးခဲ့တာတာမန်လူတစ်ယောက်မဟုတ်ဘူးဟုထပ်လောင်းပြောဆိုသည်နနက်ခင်းရောက်သောဦးစောနိုင်သည်ခြံကိုလာရောက်စစ်ဆေးသည်သူသည်တစ်ဖက်ကမ်းတွင်ရက်ကရဲမှူးကြီးဦးတင်မြင့်ကိုလက်ပြသည့်အရာအလုံးပုံမှန်ဖြစ်နေတဲ့ကဲ့သို့ပင်ရလက်ကဘလို့လဲပြရဲမှူးကြီးအထူးစားစာတစ်ခုခုလိုအပ်တယ်ဆိုရင်ပြောလိုက်ပါရဲမှူးကြီးဦးတင်မြင့်ကရိုသေစွာပြန်ဖြေသည်ခဏတော့ရပါတယ်ဗျာမှတ်တမ်းမတင်ထားတဲ့လှုပ်ရှားမှုတွေမရှိအောင်ငါးမွေးမြူရေးခြံတစ်ဝိုက်မှာအမှတ်သားကြိုးတွေတက်ဆင်ပါမယ်ပြီးတော့လုပ်ငန်းခွင်ပေးအပ်နေတဲ့ကင်းရှင်းရေးအရာအစားတိုးလောင်ယုံကိုခဏပိတ်ဖို့လဲတောင်းဆိုပါမယ်ဥပဒေလုံထုံးလုံနည်းနဲ့အညီပေါ့ဗျာထိုခိုက်တွင်ဦးစောနိုင်၏မျက်နှာသည်တင်းမာသွားသည်ပိတ်မယ်သူသည်ချက်ချင်းပင်ပြန်ပြုံးလိုက်သည်ထိုအလိုလျောက်တုံ့ပြန်မှုကိုဖျောက်ဖျက်ရန်ကြိုးစားနေဟန်ဖြင့်စုံစမ်းစစ်ဆေးဖို့ဆိုရင်တော့လိုက်နာပါမယ်စီမင်းအတိုင်းပေါ့နော်တရားဝင်စာရွက်စာတမ်းများပြုလုပ်ပြီးနောက်တူလောင်ယုံတကားတွင်တစိမ့်တက်စတစ်ကာများကတ်လိုက်သည့်တော့ကိုနှစ်ထပ်ခတ်ကတော့တစ်ချောင်းကိုလုပ်ငန်းကောင်းဆောင်ကယူထားပြီးကြံတစ်ချောင်းကိုအဖွဲ့ကတင်စီထားသည့်အမှတ်3ငါးမွေးမြူရေးခြံအစွန်းတွင်အဝါရောင်ကန့်သက်ကြိုးများတက်ဆင်ထားပြီးစောင့်ကြည့်ရေးဧရိယာခွင့်ပြုချက်မရှိဘဲအစာကျွေးရန်မူခွင့်ဟူသောဆိုင်းပုတ်ငယ်လေးကိုစိုက်ထူထားသည်ထိုနေ့မိုးလွဲပိုင်းတွင်ကောင်းကင်သည်မဲမောင်နေပြီးပင်လယ်မှတိုက်ခတ်လာသောလေတွင်ဆူဆွတ်သောမြေကြီးနှံပါလာသည့်ခြံစည်းရိုးအပြင်ဘက်တွင်ရွာသားအချို့ခဏတာချောင်းကြည့်နေကြပြီးနောက်ရဲများကိုမြင်သောချက်ချင်းပင်ဆုတ်ခွာသွားကြသည်ကူညီရန်မလိုချင်၍မဟုတ်ဘဲထိုရွာတွင်တတိထားနေထိုင်ခြင်းသည်ရှင်သန်မှုနည်းလမ်းတစ်ခုဖြစ်သောကြောင့်ပင်မွန်းလွဲပိုင်းတွင်ရဲမှူးကြီးဦးတင်မြင့်သည်အဖွဲ့နှင့်အတူစားတောက်ဆိုင်ငယ်တစ်ခုတွင်တွေ့ဆုံသည်သူသည်မှတ်တမ်းအားလုံးကိုကျဲလောင်စွာဖတ်ခိုင်းသည့်ငါးများသည်မြည်သည့်အချိန်တွင်လှုပ်ရှားမှုအများဆုံးဖြစ်သည်မြည်များအမြင့်ထိခုံသေးပုံးကိုလှုပ်လိုက်သည့်အခါမြည်တို့တုံ့ပြန်သည်အခြားသောငါးမွေးမြူရေးခြံများနှင့်နှိုင်းယှဉ်ချက်များအားလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားသည်တိကျတဲ့အထောက်အထားတော့မရှိသေးဘူးဒါပေမဲ့ဆက်လုပ်ဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက်တော့ရှိတယ်ဟုရဲမှူးကြီးကပြောသည်ဒီညကစပြီးငါးမွေးမြူရေးခြံနဲ့တူလောင်ယုံတကားဘက်ကိုစောင့်ကြည့်ကင်မရာနှလုံးတက်ဆင်မယ်ယူနီဖောင်းမပါဘဲမီးရောင်မပါဘဲညသည်လျင်မြန်စွာရောက်ရှိလာသည်ကင်မရာငယ်လေးများတိတ်တဆိတ်ဖွင့်ထားပြီးမှောင်နေသောရေပြင်ကိုစူးစိုက်ကြည့်နေသည်ကင်းစခန်းတွင်အဖွဲ့ဝင်2ဦးသည်တလက်စီနေ့စဉ်မတန်းများကိုဖြည့်နေကြသည်ည10နာရီတွင်လေပြင်းလာသောအခါငါးမွေးမြူရေးခြံသည်ပြန်လည်ဆူညံလာသည့်ငါးများသည်လူသားများမကြားနိုင်သောအချက်ပြမှုတစ်ခုအတိုင်းတပြိုင်တည်းလှုပ်ရှားနေကြသည်မောင်ရိပ်ကိုစူးစိုက်ကြည့်ရင်ထိုင်နေသောရဲမှူးကြီးဦးတင်မြင့်သည်ကြောချမ်းသွားသည်သူသည်တဘာဝလွန်ဖြစ်ရများကိုမယုံကြည်တော်လဲတက်ရှိတတဝါများတွင်အမတ်ရမှုနှင့်အလေးအထားများကြန့်ရှိနေသည်ကိုယုံကြည်သည်ပြီးတော့ထိုငါးမွေးမြူရေးခြံသည်ဘယ်တော့မှမသိသင့်သောတစ်ခုခုကိုမှတ်မိနေသည်နောက်နေ့တွင်ရဲမှူးကြီးဦးတင်မြင့်သည်အိမ်ကြီးသို့ပြန်သွားသည်သူသည်မတီတာ၏အခန်းတကားရှိတွင်ရက်သည့်အရာအလုံးသည်အခုလေးတင်တန်ရှင်းရေးလုပ်ထားသောဟိုတယ်တစ်ခုလိုတက်ရက်နေသည်သူသည်စပွဲပေါ်ရှိနာရီငယ်လေးကိုကြည့်သည်လိုက်ကာကိုကြည့်သည်နေရန်ကိုကြည့်သည်ဒီတကားမှာတော့တစ်ချောင်းရှိခဲ့ရင်ဟုသူကတွေးသည်အဲ့ဒါဟာအစွန်းထင်းမဟုတ်ဘူးမျက်လုံးဖြစ်လိမ့်မယ်မထွက်ခွာမီရဲမှူးကြီးဦးတင်မြင့်သည်အမှတ်3ငါးမွေးမြူရေးခြံအနီးတွင်ခဏရက်သည်နေလေခင်း၏နေအောင်သည်ရေပြင်ကိုထွန်းလင်းနေပြီးရေအောက်ကျမ်းပြင်တွင်ရှည်လျားသောအရိပ်များကိုဖန်တီးနေသည်ငါးအချို့ပေါ်လာလိုက်ပျောက်သွားလိုက်နှင့်မတီမငြိမ်လှုပ်ရှားနေသည်ရဲမှူးကြီးဦးတင်မြင့်သည်ခေါင်းငုံကမိမိသို့မဟုတ်ငါးများကိုတဝက်တစ်ပြက်တိုးတိုးလေးပြောလိုက်သည်မင်းတို့ဟာတက်သေးတွေဆိုရင်မင်းတို့နီးနဲ့ပြောပြလိုက်ပါအဝေးမှပင်လယ်ပေါ်ရှိငါးလင်ငယ်လေးများ၏အတန်ကိုကြားရသည်ဈေးနေသည်မကြာမီပြီးဆုံးသောမီအချက်ပြမှုပင်ရွာသည်ပုံမှန်စည်းချက်အတိုင်းပြန်လည်ရောက်ရှိလာသည်သို့သောထိုစည်းချက်နောက်တွင်တစ်ခုခုပြောင်းလဲနေသည်တူလောင်ယုံ၏တစိမ့်ငါးမွေးမြူရေးခြံ၏အဝါရောင်ကန့်သက်ကြိုးနှင့်ပုံကြီးတစ်ပုံကိုစတင်ပေါင်းဆက်နေသောမှတ်တမ်းငယ်များဒီညရဲမှူးကြီးဦးတင်မြင့်သည်လမ်းကြောင်း2ခုမှတပြိုင်နက်စတင်တော်မူဖြစ်သည်မှတ်မိနေသောငါးမွေးမြူရေးခြံနှင့်မြင်နေသောအခန်းမတူညီသောတောနှစ်ချောင်းသည်စစ်သွေးတွင်ပုံအောင်နေခဲ့သောအမှန်တရားတစ်ခုတည်းသောတကားစီသို့ဦးတည်နေသည်ရခင်ညမှစ၍ရဲမှူးကြီးဦးတင်မြင့်၏အတွေးများသည်ရက်တက်မသွားခဲ့သူသည်အမှတ်3ငါးမွေးမြူရေးခြံ၏မှတ်တမ်းများကိုကြည့်ပြီးအစာမရှိဘဲခုန်တက်နေသောငါးများအကြောင်းအဖွဲ့ဝင်များ၏အစီရင်ခံစာများကိုထပ်မံနားထောင်သည်ပြီးတော့တက်ရက်လုံးပြီးရှင်းလင်းလုံးသောမတီတာ၏အခန်းအခြေအနေကိုသတိရသည်ဒီအခန်းထဲမှာတစ်ခုခုဝတ်ထားတာရှိတယ်ဟု
သူကရေရွတ်သည်အစွန်းထင်းမဟုတ်ဘူးမျက်လုံးပဲနောက်နေ့မနက်တွင်ရဲမှူးကြီးဦးတင်မြင့်သည်အဖွဲ့ငယ်လေးကိုခေါ်ကာအိမ်ကြီးသို့ပြန်သွားသည်ဤတစ်ကြိမ်တွင်ရဲများအပြင်အီလက်ထရောနစ်အချက်ပြဆက်ဖြင့်သိပ္ပံနည်းကျစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တဦးလည်းလိုက်ပါလာသည်တရားဝင်အကြောင်းပြချက်သည်တာမန်အတိုင်းပင်ဖြစ်နေသည်ပျောက်ဆုံးသူအစီရင်ခံစာလုံခြုံရေးအတွက်ထပ်ဆောင်းစုံစမ်းစစ်ဆေးခြင်းဦးစောနိုင်သည်ဧည့်ခန်းတွင်နူးညံ့သောမျက်နှာဖြင့်သူတို့ကိုကြိုဆိုသည်ကြိုဆိုပါရဲရဲမှူးကြီးဒီအိမ်ကဘဲချိန်မဆိုဖွင့်ထားပါတယ်ဗျာတီတာကိုရှာဖွေရမှာအထောက်အကူဖြစ်မဲ့ဘာမဆိုပူးပေါင်းဆောင်ရွက်ပါမယ်သူ၏စကားများသည်ချိုသာတော်လဲသူ၏အကြည့်သည်ရဲများ၏လှုပ်ရှားမှုတိုင်းမှမခွာခဲ့ရဲမှူးကြီးဦးတင်မြင့်သည်မျက်နှာတွင်မြည်သည့်ခံစားချက်များမပြဘဲခေါင်းညိတ်သည်ကျေးဇူးတင်ပါတယ်ဦးစောနိုင်မတီတာရဲ့အခန်းကိုထပ်ပြီးပို့ပြီးအသေးစိတ်စစ်ဆေးပါမယ်သူတို့သည်ဒုတိယထပ်သို့တက်သွားသည်မတီတာ၏အခန်းသည်ရခင်အတိုင်းပင်ရှိနေဟန်ရသည်တက်ရက်သောကတင်ရှင်းလင်းသောလိုက်ကကတင်ပေးစပွဲငယ်လေးပေါ်တွင်ချစ်စပွဲနှိုးဆက်နာရီငယ်လေးအထိအရာအလုံးသည်ပြီးပြည့်စုံနေသည်ပြီးပြည့်စုံလွန်းနေသည့်အထိပင်သိပ္ပံနည်းကျစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်သည်လုပ်ငန်းစတင်သည်သူသည်တိတ်ဆိတ်သောပြီးအတန်ကိုတခါတရံပြုလုပ်ပေးသောကိရိယာငယ်လေးကိုရွှေ့သည်ကတင်ပေးစပွဲငယ်စီသို့ရောက်သွားသောအခါအချက်ပြတိုင်ခွက်သည်အပေါ်သို့တရှိန်ထိုးတက်သွားသည်အဖွဲ့ကောင်းဆောင်ဒီနေရာတစ်ဝိုက်မှာထူးဆန်းတဲ့အချက်ပြမှုတစ်ခုရနေပါတယ်ဟုသူကအစီရင်ခံသည်ရဲမှူးကြီးဦးတင်မြင့်သည်နီးကပ်စွာသွားသည်သူသည်တန်တရားမျက်လုံးများဖြင့်ထိုနှိုးဆက်နာရီကိုကြည့်သည်နှိုးဆက်နာရီကိုဖြည်းဖြည်းချင်းရွှေ့လိုက်သောအခါရင်းဤနောက်ကျောရှိကျင်းမြောင်းသောအကွာအဝေးတွင်သေးငယ်စွာလက်နေသောတစ်ခုခုကိုမြင်လိုက်ရသည်အလွန်သေးငယ်သောမှန်ပလူးတစ်ခုပင်ဂယုစိုက်ပြီးဖွင့်ကြည့်ပါဟုရဲမှူးကြီးဦးတင်မြင့်ကညွှန်ကြားသည်အဖွဲ့ဝင်သည်နာရီဤနောက်ကျောကိုဂယုတစိုက်ဖွင့်လိုက်သည့်အတွင်းတွင် memory card ထည့်ရန်နေရာရှိသောအလွန်သေးငယ်သောကင်မရာတစ်ခုကိုဝတ်ထားသည်အလွန်သေးငယ်လွန်း၍မျက်စိဖြင့်မြင်နိုင်ရန်ခက်ခဲသည်အခန်းသည်ရုတ်တရက်တိတ်ဆိတ်သွားသည်အဖွဲ့ဝင်အားလုံးသည်အခြားကဘာတစ်ခုသို့သွားသောပြတင်းပေါက်တစ်ခုကိုတွေ့လိုက်ရတဲ့ကဲ့သို့ထိုအရာကိုစိုက်ကြည့်နေကြသည်ရဲမှူးကြီးဦးတင်မြင့်သည်ကြောချမ်းသွားသည်မှန်တယ်ပေါ့နော်ဟုသူကတိုးတိုးလေးပြောသည်တားမတ်မတ်လေးကချင်းချောက်ခံရတာကိုသိနေခဲ့တယ်သူမဟာသူ့အခန်းထဲမှာဒုတိယမျက်လုံးတစ်စုံကိုခြံထားခဲ့တာပဲအဖွဲ့ဝင်သည်ချက်ချင်းပင်ကင်မရာကို understated အိတ်ထဲသို့ထည့်လိုက်သည် memory card ကအထဲမှာရှိနေပါသေးတယ်အဖွဲ့ကောင်းဆောင်မပျက်စီးခဲ့ဘူးဆိုရင်ရုပ်သံဖိုင်တွေကျန်နေပါလိမ့်မယ်ရဲမှူးကြီးဦးတင်မြင့်သည်ခေါင်းညိတ်သည်ဒါကတော့တစ်ချောင်းဖြစ်နိုင်တယ်ဒီကအကြောင်းအရာကိုလုံးဝမထိပဲသူတေသနဌာနကိုယူသွားပါလေကားမှခြေတံများကိုကြားလိုက်ရသည်ဥစော်နိုင်သည်ပေါ်လာသည်သူ၏နှက်ခမ်းတွင်ပါသောအပြုံးတပွင့်ရှိသည်ဘလို့လဲရဲမှူးကြီးတစ်ခုခုတွေ့သွားပြီလားသူ၏အတန်သည်တည်ငြိမ်သည်အလွန်တည်ငြိမ်လွန်းနေသည့်အထိပင်ရဲမှူးကြီးဦးတင်မြင့်သည်ဖြည်းဖြည်းချင်းလှည့်ကာမြည်သည့်စကားများမပြောဘဲထိုလူကိုစက္ကန့်အနည်းငယ်ကြာအောင်စိုက်ကြည့်နေသည်ဒုတိယထပ်လမ်းလျှောက်လမ်းတွင်အသက်ရှူရက်လောက်ဖွယ်တိတ်ဆိတ်မှုဖြစ်ပေါ်ခဲ့သည်ထိုနောက်မှသူသည်အေးဆက်သောအတန်ဖြင့်ပြန်ဖြေသည်ရိုးရှင်းတဲ့ပုံမှန်စစ်ဆေးမှုပါဗျာဒီနာရီအပါဝင်ပစ္စည်းအချို့ကိုတက်တေခံပစ္စည်းဖြင့်ယူသွားပါမယ်လက်ပွေရာတွေဒါမှမဟုတ်အခြားတဲလွန်စတွေရှိမလားဆိုတာကြည့်ဖို့ပါထိုခိုက်တွင်ဥစော်နိုင်၏မျက်လုံးများလက်သွားတော်လဲသူသည်ချက်ချင်းပင်ပုံမှန်အခြေအနေသို့ပြန်ရောက်သွားသည်သူသည်ပြုံးပြီးခေါင်းညိတ်သည်အဲ့ဒါကအထောက်အကူဖြစ်မယ်ဆိုရင်ဘာမဆိုပေးပါမယ်ကျုပ်သားမတ်မလေးမြင်မြန်ပြန်လာဖို့ပဲမျှော်လင့်ပါတယ်ရဲမှူးကြီးဦးတင်မြင့်သည်ထိုအပြုံးကိုပြန်မတုံ့ပြန်ခဲ့ထိုကဲ့သို့သောအပြုံးမျိုးသည်မကြာခဏဆိုသလိုပို၍မှောင်မိုက်သောတစ်ခုခုကိုဖုံးကွယ်ရန်အသုံးပြုသည်ကိုသူသိသည်မွန်လွယ်ပိုင်းတွင်အဖွဲ့သည်ရုံးသို့ပြန်လာသည်သိပ္ပံနည်းကျစုံစမ်းစစ်ဆေးရေးဌာနတွင်အလွန်သေးငယ်သောကင်မရာကိုဂယုတစိုက်ဖွင့်လိုက်သည် memory card ကိုအထူးကွန်ပျူတာတစ်ခုထဲသို့ထည့်သွင်းသည့်ဖန်သားပြင်ပေါ်တွင်ဗီဒီယိုဖိုင်များစွာပါဝင်သောဖိုဒါဝင်းတို့ပေါ်လာသည်မှတ်တမ်းတင်ချိန်သည်တီတာမပြောက်ဆုံးမီနောက်ဆုံးညအထိမှတ်တမ်းတင်ထားသည်အခန်းတွင်ရှိလေထုသည်တင်းမာနေသည်အဖွဲ့ကောင်းဆောင်ဖိုင်တွေမပျက်စီးပါဘူးဟုအဖွဲ့ဝင်ကပြောသည်ရဲမှူးကြီးဦးတင်မြင့်သည်မတ်တရက်ကဖန်သားပြင်ကိုစိုက်ကြည့်နေသည်သူသည်ဖိုင်ကိုချက်ချင်းမဖွင့်ဘဲစောင့်ဆိုင်သည်လှုပ်ထုံးလုံနည်းကိုတေချာလိုက်နာပါအရာအလုံးကိုတရားဝင်စာရွက်စာတမ်းမှာမှတ်တမ်းတင်ပါဒီဖိုင်ဟာအလှည့်ပြောင်းတစ်ခုဖြစ်နိုင်တယ်ထိုညရုပ်တံကိုဖွင့်ရန်မဆုံးဖြတ်မီရဲမှူးကြီးဦးတင်မြင့်သည်ရုံငန်းအပြင်ဘက်သို့ခဏတာထွက်သွားသည်သူသည်စစ်တွေပေါ်တွင်ဖြန့်ကျက်ထားသောမှောင်မိုက်သောကောင်းကင်ကိုကြည့်ရင်းပင်လယ်လေးနှင့်ရောနှောနေသောပိုးကောင်များ၏အတန်ကိုနားထောင်သည်မတီတာရေမင်းဒီမှာဘာကိုထားခဲ့တာလဲဟုသူကရေရွတ်သည်တစ်ချိန်တည်းမှာပင်အိမ်ကြီးတွင်ဥစော်နိုင်သည်ဧည့်ခန်းတွင်တယောက်တည်းထိုင်နေသည်ချူလီယာမီ၏အလင်းရောင်သည်
တူဤမျက်နှာပေါ်တွင်အရေးများကိုဖန်တီးနေသည့်လက်ထဲတွင်လက်ဖက်ရည်ခွက်ကိုကင်ထားတော်လဲမတောက်ခဲ့တခါတရံသူသည်တီတာ၏အခန်းသို့သွားရလှေကားကိုကြည့်နေသည်တူဤမျက်နှာသည်တင်းမာနေပြီးမျက်လုံးများကျဉ်းမြောင်းနေသည်သူသည်အရာအလုံးသည်လုံခြုံနေသေးသည်ဟုသို့မဟုတ်အ ਨੇ ဆုံးမိမိကိုယ်ကိုထိုသို့ယုံကြည်အောင်ကြိုးစားနေသည်သို့သောအဝေးရှိမျိုးတွင်တီတာလျှို့ဝှက်ဝှက်ထားသောကင်းမရာငယ်လေးသည်ရဲများ၏လက်ထဲသို့ရောက်ရှိနေပြီဖြစ်သည်ထိုမှန်ပြီလူငယ်လေးသည်မှတ်တမ်းမတင်တော့တော်လဲထိုအခန်းထဲသို့ဝင်ခဲ့သောလူတိုင်းကိုစူးစူးရှာရှာကြည့်နေတကယ်တော့ပင်ရဲမှူးကြီးဦးတင်မြင့်သည်သူတေသနဌာနသို့ပြန်ဝင်သည်သူသည်ကွန်ပျူတာဖန်သားပြင်ပေးတွင်ရက်ကအတန်တိုးတော်လဲခိုင်မာသောအတန်ဖြင့်ပြောသည်မနက်ဖြန်မနက်ဒီရုပ်တံဖိုင်ကိုဖွင့်မယ်ပြီးတော့ဒီမျက်လုံးရဲ့နောက်ဆုံးမြင်ခဲ့တဲ့လူကဘသူလဲဆိုတာသိရလိမ့်မယ်အခန်းသည်ပြန်လဲတိတ်ဆိတ်သွားသည်ထိုနေရာရှိလူတိုင်းသည်သူတို့ဆောင်ဆိုင်နေသောအခိုက်အတန့်သည်မကြာမီရောက်ရှိတော်မူကိုသိရှိလိုက်သည်နောက်နေ့မနက်တွင်ရဲဌာန၏သိပ္ပံနည်းကျစုံစမ်းစစ်ဆေးရေးဌာနသည်ပုံမှန်နှင့်မတူခဲ့တိတ်ဆိတ်ပြီးတင်းမာမှုများပြည့်နှက်နေသည်အခန်းထဲရှိလူတိုင်းအသက်ရှူရထားတကယ်သို့ပင်ဗဟိုစပွဲပေါ်တွင်မတီတာ၏အခန်းမှတွေ့ရှိခဲ့သောကင်မရာငယ်လေး၏မှတ်တမ်းကိုပြန်ဖွင့်ရန်ကွန်ပျူတာကိုပြင်ဆင်ထားသည်ရဲမှူးကြီးဦးတင်မြင့်သည်မတ်တရက်ကဖန်သားပြင်မှမျက်လုံးမခွာခဲ့စလိုက်ဟုသူကတိုတိုလေးပြောသည်ကလစ်နောက်ဆုံးဖိုင်ကိုဖွင့်လိုက်သည်ဖန်သားပြင်ပေါ်တွင်တီတာ၏အခန်းရှိစပွဲငယ်လေးပေါ်မှအပေါ်စီးမြင်ကွင်းပေါ်လာသည်ကုတင်သည်တက်ရက်ပြီးလိုက်ကာများပိတ်ထားသည်အပြင်မှမိုးရေစက်များ၏အတန်ကိုတဲ့တဲ့သာကြားရသည်ပထမဆုံးမိနစ်အနည်းငယ်သည်လွတ်နေပြီးတိတ်ဆိတ်နေသည်ထို့နောက်ရုတ်တရက်တကားမှတိုးတိတ်စွာခောက်တန်ကြားရသည်တောက်တောက်တီတာသည်ဖန်သားပြင်တွင်ပေါ်လာသည်သူမသည်ကုတင်အစွန်းတွင်ထိုင်နေသည်မျက်နှာသည်ဖြူဖြောနေသည်သူမသည်ရှင်းလင်းသောကြောက်ရွံ့မှုနှင့်အတူတကားဘက်သို့လှည့်ကြည့်သည်ထို့နောက်ကြမ်းတမ်းသောအမျိုးသားတဦး၏အတန်ကြားရသည်တီတာအိပ်နေပြီလားသူတေသနဌာနသည်ချက်ချင်းပင်အံ့ဩသောအကြည့်များဖြင့်စူညံသွားသည်ထိုနေရာရှိလူတိုင်းသည်ထိုအတန်ကိုသိကြသည်ဥဇော်နိုင်၏အတန်ပင်တကားသည်ဖြည်းဖြည်းချင်းပွင့်လာပြီးသူ၏ပုံရိပ်သည်ပေါ်လာသည်လှမ်းသောခြေလမ်းများသည်လေးလံပြီးမျက်နှာသည်ရဲနေသည်တီတာသည်အလင်းအမြန်ထွက်သည်ကိုယ်ခန္ဓာတုံရင်နေသည်အိမ်ကြီးမှုထွက်သွားပါဟုသူမ၏အတန်တုံရင်သည်သို့သောထိုမျိုးသားသည်အထဲသို့ဝင်လာပြီးနောက်ကျောမှတကားကိုပိတ်လိုက်သည်ကင်မရာသည်အရာအလုံးကိုတိတ်တဆိတ်မှတ်တမ်းတင်နေသည်ငါအနားမှရှိနေခြင်းယုံတသက်ပဲဥဇော်နိုင်၏အတန်ကိုရှင်းရှင်းလင်းလင်းကြားရသည်တီတာသည်နောက်သို့ဆုတ်သွားသည်မျက်လုံးများတွင်ကြောက်ရွံ့မှုများပြည့်နေသည်သူမသည်အတန်ချောက်ကပ်စွာအော်ဟစ်သည်အိမ်ကြီးမှုဒီလိုဆက်လုပ်နေမယ်ဆိုရင်ကိုမျိုးမင်းကိုအကုန်ပြောပြမယ်ကျမမှာတက်သေးလည်းရှိတယ်ထိုစကားများဟိမ့်ထွက်လာသောအခါသူတေသနဌာနရှိရဲအချို့သည်တွားကြိတ်လိုက်သည်ရဲမှူးကြီးဦးတင်မြင့်သည်လက်သီးကိုတင်းတင်းဆုပ်သည်လူတိုင်းသည်တီတာပြောခဲ့သောတက်သေးသည်ဤကင်မရာသူတို့အခုမြင်နေရသောကင်မရာပင်ဖြစ်ကြောင်းသိသည်ဖန်သားပြင်ပေါ်ရှိရုပ်တံသည်တုံခါလာသည်စူညံသောအတန်များအလင်းစလိုလှုပ်ရှားသောခြေတံများကျမ်းပြင်ပေါ်သို့ပစ္စည်းများကြတံများကြားရသည်မျိုးမင်း၏နာမည်ကိုခေါ်သောတီတာ၏အော်ဟစ်တံကြားရသည်ကင်မရာတုံခါနေတော်လဲမှန်ပြီလူသည်အခန်းထဲတွင်ရှုပ်ထွေးသောကိုယ်ခန္ဓာအရေးအချို့နှင့်အတန်များကိုဆက်လက်မှတ်တမ်းတင်နေသည်ထို့နောက်ပြတ်တောင်းသောအတန်ဖြင့်တီတာအော်ဟစ်သည်လူတိုင်းတည်သွားလိမ့်မယ်ဒီကင်မရာကအကုန်လုံးကိုမြင်နေတယ်ထို့နောက်အပြင်ဘက်မှပြင်းထန်သောမိုးရေတံနှင့်တစုံတစ်ခုလဲကျတံများသာရောနှော၍ကြားရသည်ဖန်သားပြင်သည်ပြင်းထန်စွာတုန်ခါသွားပြီးရုတ်တရက်မှောင်သွားသည်မှတ်တမ်းတင်ခြင်းသည်ထိုနေရာတွင်ရပ်တန့်သွားသည်သူတေသနဌာနသည်ပြန်လည်တိတ်ဆိတ်သွားသည်မြည်သူများစကားမပြောကြကွန်ပျူတာ၏ဟွန်ဟူသောအတန်သာထိုခိုက်တန့်၏လေးလံမှုကိုအလေးထားတကယ်သို့ပင်ရဲမှူးကြီးဦးတင်မြင့်သည်မတ်တက်ရက်သည်မျက်နှာသည်တင်းမာနေသည်ဒီမှတ်တမ်းဖိုင်ကလုံလောက်တယ်ဟုသူကတိတ်ဆိတ်တော်လဲခိုင်မာစွာပြောသည်မတီတာကကိုယ်တိုင်ပြောခဲ့တာသူမဟာသူမကိုယ်တိုင်ဆိုတဲ့တက်တွေကိုခြံထားခဲ့တာလူငယ်ရဲ့အချို့ခေါင်းငုံထားသည်သူတို့၏မျက်လုံးများဆူဆွနေသည်တယောက်ကတိုးတိုးလေးပြောသည်သူမဟာအမြဲတမ်းချောင်းကြည့်နေတဲ့သူကဘသူလဲဆိုတာသိနေခဲ့လို့တမင်တသက်ကင်မရာတက်ဆင်ထားတာပဲရဲမှူးကြီးဦးတင်မြင့်သည်ခေါင်းညိတ်သည်သူ၏အသက်ရှူတန်သည်ရှည်လျားသည်ပြီးတော့အခုအဲ့ဒီအမှန်တရားဟာသူမရဲ့ကိုယ်ပိုင်နှုတ်ဖျားကထွက်လာတာပဲဖိုင်ကိုအထူးဝတ်ပါအများအပြားသို့ကူးယူပြီးတရားဝင်စာရွက်စာတမ်းများနှင့်အတူတစိတ်ခတ်လိုက်သည်မြည်သူများဤများအရေးကြီးသောတက်တေခံကိုပေါ့ပေါ့ဆဆကင်တွယ်ရန်မရဲကြပေထိုနေ့မိုးလွဲပိုင်းတွင်ရဲမှူးကြီးဦးတင်မြင့်သည်အဓိကအဖွဲ့ကိုစုဝေးစေသည်ဓာတ်ရိုက်တက်တေခံကိုရပြီးဒါပေမဲ့အလင်းမလိုရဘူးတက်တေတွေနဲ့အမှတ်3ငါးမွေးမြူရေးခြံရဲ့ပုံစံတွေနဲ့တက်တေခံကိုအားဖြစ်ရမယ်ဒီအရာအလုံးဟာဖြတ်တောက်လို့မရတဲ့ကွင်းဆက်တစ်ခုဖြစ်ရမယ်ပင်လယ်ကမ်းခြေရှိအိမ်ကြီးတွင်ဥဇော်နိုင်သည်လသာဆောင်တွင်ထိုင်နေသည်သူ၏မျက်လုံးများသည်နေအောင်ကြီးအောက်တွင်လက်နေသောငါးမွေးမြူရေးခြံများကိုတွေ့ဝေစွာကြည့်နေသည်လက်ထဲတွင်စစ်လိပ်မီးကိုများထွက်ပေါ်နေတော့လဲစိုးရိမ်ပူပန်မှုသည်မျက်နှာမှမပြောက်ခဲ့အမှတ်3
ငါးမွေးမြူရေးခြံ၏အဝါရောင်ကန့်သက်ကြိုးသည်ဆက်လက်တပ်ဆင်ထားပြီးတူးဝတ်ထားသောလျှို့ဝှက်ချက်သည်မည်သည့်အချိန်တွင်မဆိုပောက်ကွဲနိုင်ကြောင်းသတိပေးနေတကယ်သို့ပင်ဖုံးမြည်လာသည်ရဲများတစ်ခုခုတွေ့သွားကြောင်းသူ၏လုပ်ဖော်ကိုင်ဖက်ဟောင်းကအတိပေးသည်ဥဇော်နိုင်သည်ခဏတာတိတ်ဆိတ်နေပြီးနောက်ခါခါတီးတီးပြုံးလိုက်သည်သူတို့ဘာတွေ့အရေးမပါတဲ့အရာဖြစ်လိမ့်မယ်သူသည်မိမိကိုယ်ကိုတည်ငြိမ်အောင်ကြိုးစားနေသည်သို့သောသူ၏စိုးရိမ်သောမျက်လုံးများသည်အခြားစကားတစ်မျိုးပြောနေသည်ရဲဌာနတွင်ရဲမှူးကြီးဦးတင်မြင့်သည်မှောင်နေပြီဖြစ်သောကွန်ပျူတာဖန်သားပြင်ကိုထပ်မံကြည့်သည်သူအတွက်ရုပ်သံဖိုင်ကိုဖွင့်ခဲ့သောအခိုက်အတန့်သည်တက်တေခံကိုရှာဖွေခြင်းတသက်မဟုတ်ဘဲမိမိကိုယ်ပိုင်နည်းလမ်းဖြင့်ခုခံရန်ကြိုးစားခဲ့သောမိန်းကလေးတစ်ဦး၏နောက်ဆုံးအတန်ကိုနားထောင်ခြင်းပင်တည်တာသည်ထိုအခန်းမှမထွက်နိုင်ခဲ့တော့လဲဘယ်တော့မှမမိတ်သောမျက်လုံးတစ်စုံကိုခြံထားခဲ့သည်ရဲမှူးကြီးဦးတင်မြင့်သည်အဖွဲ့ကိုပြန်ကြည့်သည်သူ၏အတန်သည်ခိုင်မာပြီးယုံကြည်မှုရှိသည်မနှက်ဖြန်ဥဇော်နိုင်ကိုခေါ်လိုက်မယ်ဒီတက်တေကိုသူ့မျက်လုံးနဲ့ကိုယ်တိုင်မြင်စေရမယ်အခန်းသည်တိတ်ဆိတ်နေသည်လူတိုင်းသည်နောက်တဆင့်သည်ဤမောင်မိုက်သောဇလန်း၏အဆုံးသက်ကိုဆုံးဖြတ်လိမ့်မည်ကိုသိကြသည်စစ်ထူညသည်ကြာဆင်းလာသည်ပင်လယ်လေသည်အေးစိတ်မှုကိုတည်ဆောင်လာပြီးအမှတ်3ငါးမွေးမြူရေးခြံတွင်ငါးများသည်မတီမငြိမ်လှည့်ပတ်နေသည်သူတို့ကိုယ်တိုင်မျိုးချခဲ့သောလျှို့ဝှက်ချက်သည်ယခုအခါရေပြင်ပေါ်သို့စတင်ပေါ်လာတော့မည်ကိုသူတို့ကိုယ်တိုင်လည်းသိနေတကယ်သို့ပင်နောက်နေ့မနက်တွင်စစ်ထူလေထုသည်လေးလံနေသည်မိခိုးရောင်တိမ်များကောင်းကင်တွင်တွဲလောင်းကျနေပြီးမကြာမီပောက်ကွဲထွက်တော်မီလျှို့ဝှက်ချက်များကိုအတူတကွကို၌ထိမ့်သိမ်းထားတကယ်သို့ပင်ရဲဌာနတွင်ပြင်ဆင်မှုများပြီးစီးသွားသည်တရားဝင်ဆင့်ခေါ်စာထုတ်ပြန်ခဲ့ပြီးရဲကားတစ်စီးသည်ဥဇော်နိုင်၏ကြီးမားသောအိမ်ကြီးသို့ဦးတည်သွားသည်အိမ်ကြီး၏လာသာဆောင်တွင်ဥဇော်နိုင်သည်ထိုင်လျက်သားဆောင်ဆိုင်နေသည်ရဲများလာရောက်ခြင်းကိုရှောင်လွှဲ၍မရနိုင်ကြောင်းသိနေဟန်ဖြင့်ပင်ကားတကားဝတွင်ရက်လိုက်သောအခါသူသည်ထရက်သည်အတင်းအကျပ်ဖန်တီးထားသောပါသောအပြုံးတစ်ခုကိုဆင်မြန်းထားသည်လိုက်ခဲ့ပါမယ်ဟုရဲများအရှိကြီးမပြောမီကပင်သူကပြောသည်ရဲဌာနသို့တွားရလန်းသည်တိတ်ဆိတ်နေသည်ဥဇော်နိုင်သည်နောက်ခန်းတွင်ထိုင်ကာသူအမြဲတမ်းယူဆောင်သွားလေးရှိသောတစ်သားတုပ်ကောက်ကိုတင်းတင်းဆုပ်ကင်ထားသည်ကားပြတင်းပေါက်မှသူ၏ငါးမွေးမြူရေးခြံများဝေးကွာသွားသည်ကိုကြည့်နေသည်ရဲဌာနသို့ရောက်သောသူသည်စုံစမ်းစစ်ဆေးရေးအခန်းသို့ခေါ်ဆောင်ခြင်းခံရသည်ရဲမှူးကြီးဦးတင်မြင့်သည်စာရွက်စာတမ်းဖိုင်ကိုရှေ့တွင်ချကာမတ်တပ်ထိုင်နေပြီးသူ၏ဘေးတွင်အလွန်သေးငယ်သောကင်မရာ၏မှတ်တမ်းမိတ္တူပါသောလက်တော့ကိုကင်ဆောင်ထားသောသိပ္ပံနည်းကျစုံစမ်းစစ်ဆေးရေးဌာနမှဝန်ထမ်းတစ်ဦးရှိသည်ဥဇော်နိုင်ရဲမှူးကြီး၏အတန်သည်တည်ငြိမ်တော်လဲမျက်လုံးများသည်ထက်မြက်သည်လာရောက်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်မတီတာမပြောက်ဆုံးခင်နောက်ဆုံးညအကြောင်းကိုကျွန်တော်တို့ကိုယ်တိုင်ကြားချင်ပါတယ်ဥဇော်နိုင်သည်အသက်ရှူသွင်းလိုက်သည်ကျုပ်ပြောပြီးပြီသူမအိမ်ကနေထွက်သွားတယ်တယောက်ယောက်နဲ့ထွက်ပြေးသွားနိုင်တယ်အဲ့ဒီထက်ပိုမသိဘူးရဲမှူးကြီးဦးတင်မြင့်သည်အလင်းစလိုပြန်မချေပခဲ့သူသည်စာရွက်စာတမ်းဖိုင်ကိုဖွင့်ကာမှတ်တမ်းအချို့ကိုပြသသည်မတီတာရဲ့အခန်းကိုစစ်ဆေးခဲ့ပါတယ်တက်ရက်လွန်ပြီးရှင်းလင်းလွန်းနေတယ်ပြီးတော့တစ်ခုခုကိုတွေ့လိုက်ရတယ်ဦးစောနိုင်သည်ချက်ချင်းကောင်းလှည့်လိုက်တော်လဲနောက်မှပြန်ငုံလိုက်သည်ဘာကိုတွေ့တာလဲရဲမှူးကြီးဦးတင်မြင့်သည်အချက်ပြလိုက်သည်တိပ္ပံနီးကျစုံစမ်းစစ်ဆေးရေးဌာနမှဝန်ထမ်းသည်ရုပ်တံ၏အစပိုင်းကိုပြန်ဖွင့်သည်မိုးရေတံကြားရပြီးတကားခောက်တံပြီးတော့အမျိုးသားတဦး၏ကြမ်းတမ်းသောအတန်ကြားရသည်တီတာအိတ်နေပြီလားဦးစောနိုင်၏မျက်နှာသည်တင်းမာသွားသည်သူသည်ဒူးပေါ်ရှိတုတ်ကောက်ကိုတင်းတင်းဆုပ်ကင်ထားသည်သို့တော်ပြန်ပြုံးရန်ကြိုးစားသည်အဲ့ဒါကြုံမဟုတ်ဘူးအတန်ကဖန်တီးလို့ရတယ်ဒီဘက်ခေတ်နည်းပညာတွေကဘလောက်တိုးတက်နေပြီလဲရဲမှူးကြီးဦးတင်မြင့်သည်ရှေ့သို့ကိုကိုင်းလိုက်သည်အတန်ကိုဖန်တီးနိုင်တယ်ဆိုရင်အခန်းထဲကိုဝင်သွားတဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းရိုက်ထားတဲ့ရုပ်ပုံကိုဖန်တီးတာလားဦးစောနိုင်သည်ခဏတာတိတ်ဆိတ်နေသည်သူသည်မျက်လုံးများကိုပိတ်လိုက်ပြီးအတန်တိုးဖြည့်ပြောသည်ဆွဆွဲတာပြတယောက်ယောက်ကကျုပ်ကိုဖျက်ဆီးကျင်တာပဲရဲမှူးကြီးဦးတင်မြင့်သည်ထိုနေရာတွင်မရက်ခဲ့သူသည်အမှတ်3ငါးမွေးမြူရေးခြံ၏စောင့်ကြည့်ရလဒ်များကိုပြသသောတပ်ပုံများကိုထုတ်လိုက်သည်ဘာကြောင့်အဲ့ဒီငါးမွေးမြူရေးခြံကငါးတွေပဲအခြားငါးမွေးမြူရေးခြံတွေနဲ့မတူပဲပြုမှုနေတာလဲဘာကြောင့်တူလောင်ယုံနဲ့အနီးဆုံးအဲ့ဒီငါးမွေးမြူရေးခြံကငါးတွေပဲအဲ့ဒီလောက်ရိုင်းပြီးလောဘကြီးလာတာလဲဦးစောနိုင်သည်တွားကြိတ်သည်တခါတရံအစာမတူတာဖြစ်နိုင်တယ်တကယ်လားရဲမှူးကြီးဦးတင်မြင့်သည်သူ့ကိုစူးစိုက်ကြည့်သည်ကျွန်တော်တို့တူလောင်ယုံကိုပိတ်ခဲ့တယ်ဘသူမှပေါ့ပေါ့ဆဆအစာမထည့်နိုင်ခဲ့ဘူးအဲ့ဒီခြားနာမှုဟာမတော်တဆမှုမဟုတ်ဘူးစုံစမ်းစစ်ဆေးရေးအခန်း၏လေထုသည်ပူနွေးလာသည်ဥစော်နိုင်သည်နောက်သို့မိကတည်ငြိမ်မှုထိမ့်သိမ်းရန်ကြိုးစားသည်ခမားတို့မှာအလောင်းမရှိဘူးအလောင်းမရှိရင်ဒါတွေအားလုံးဟာမှန်းဆချက်တသက်ပဲရဲမှူးကြီးဦးတင်မြင့်သည်တပ်ပြင်းချပြီးထရက်သည်
သူသည်ဖြည်းဖြည်းချင်းစပွဲကိုလှည့်ကာဥဇော်နိုင်၏ဘေးတွင်ရက်သည်ဥဇော်နိုင်မတီတာဟာကျွန်တော်တို့အနာကထွက်သွားခဲ့ပါတယ်ဒါပေမဲ့တိတ်တဆိတ်မထွက်သွားခဲ့ဘူးသူမဟာမှတ်တမ်းတင်နေတဲ့မျက်လုံးတစ်စုံကိုခြံထားခဲ့တယ်ခမားနာမည်ကိုတိုက်ရိုက်ပြောပြီးကင်မရာကအရာအလုံးကိုမြင်နေတယ်လို့ပြောသွားခဲ့တယ်ဒါကမှန်းဆချက်မဟုတ်ဘူးတားကောင်ရဲ့အတန်ပါဥဇော်နိုင်သည်ခေါင်းလဲလိုက်သည်မျက်နှာသည်ဖြူဖြော့နေသည်ပထမဆုံးအကြိမ်အဖြစ်သူ၏အပြုံးသည်လုံးဝပျောက်ကွယ်သွားသည်တစ်ဖက်ရှိမှန်ပြတင်းပေါက်နောက်တွင်အဖွဲ့ဝင်ချို့သည်စုံစမ်းစစ်ဆေးမှုကိုကြည့်နေသည်ထိုအမျိုးသား၏ခုခံကာကွယ်မှုနေရန်သည်ပြိုလဲစပြုနေသည်ကိုသူတို့ခံစားရသည်ရဲမှုကြီးဦးတင်မြင့်သည်ပြန်ထိုင်သည်ကျွန်တော်တို့ခမားကိုဖျက်ဆီးဖို့လာတာမဟုတ်ဘူးအမှန်တရားဟာနောက်ဆုံးမှာပေါ်လာလို့လာတာဆက်ပြီးညင်းကျင်ရင်လည်းညင်းပါဒါပေမဲ့ခမားညင်းလေခမားဘယ်သူလဲဆိုတာပိုပြီးရှင်းရှင်းလင်းလင်းဖြစ်လာလိမ့်မယ်ဥဇော်နိုင်သည်စပွဲကိုကြည့်သည်မျက်လုံးများလက်လာသည်ခမားတို့လည်းသိပါတယ်ဒီရွာကလူတွေဟာကြုတ်ကြောင်စားတောက်နေရတာကြုံမရှိရင်သူတို့ဘာလုပ်နိုင်မှာလဲသူ၏အတန်သည်ခါတိမှုနှင့်မောက်မာမှုတို့ရောနှောနေသည်ရဲမှုကြီးဦးတင်မြင့်သည်ဖြည်းဖြည်းချင်းခေါင်းညိတ်သည်အရင်ကတော့မှန်ကောင်းမှန်နိုင်ပါတယ်ဒါပေမဲ့အခုလူတွေဟာတတိရှိလာကြပြီးအိမ်နီးနားချင်းကအဲ့ဒီညကခမားတီတာရဲ့အခန်းရှိမှာလမ်းလျှောက်နေတာကိုမြင်ခဲ့တဲ့အလုတ်သမားကထူးဆန်းတဲ့အချိန်မှာတိုးလောင်ယုံကစက်တန်တွေလဲနေတာကိုကြားခဲ့တယ်ဒါတွေအားလုံးဟာဒီရုပ်တံမှတ်တမ်းနဲ့တခုတည်းပေါင်းဆက်သွားလိမ့်မယ်ဥဇော်နိုင်သည်ခေါင်းကိုမော့ကဒေါသမျက်လုံးများဖြင့်ရဲမှုကြီးဦးတင်မြင့်ကိုစိုက်ကြည့်သည်သို့သောသူမြင်သည်မှာတည်ငြိမ်ပြီးမရဲရိုင်သောအကြည့်သာဖြစ်သည်မနှက်ဖြန်ရဲမှုကြီး၏အတန်သည်နှဆိုင်သည်ကျွန်တော်တို့ဒီအရာအားလုံးကိုလူအများရှိမှထုတ်ဖော်ပြသမယ်အဲ့ဒီအခါခမားအတွက်ပုံးစရာနေရာမရှိတော့ဘူးဥဇော်နိုင်သည်ပြန်မဖြေခဲ့သူသည်ခေါင်းငုံကလက်ချောင်းများဖြင့်တစ်သားတုတ်ကောက်ကိုအတိတ်ပဲမဲ့စွာခောက်နေသည်စုံစမ်းစစ်ဆေးရေးအခန်းအပြင်ဘက်တွင်မိုးလွဲပိုင်း၏ကောင်းကင်သည်ပို၍မှောင်လာသည်မိုးသည်ဖြည်းဖြည်းချင်းရွာချကာရဲဌာန၏ခေါင်မိုးကိုဆူဆွတ်စေသည်အမှတ်3ငါးမွေးမြူရေးခြံတွင်အဝါရောင်ကန့်သက်ကြိုးသည်လေတွင်ဆက်လက်တုန်ခါနေသည်ငါးများသည်ပြောဆိုရန်အချိန်ကိုစောင့်ဆိုင်နေသောစကားမပြောနိုင်သည့်တက်တေများကဲ့သို့မတီမငြိမ်လှည့်ပတ်နေသည်ထိုညတွင်ရဲမှုကြီးဦးတင်မြင့်သည်ရုံးခန်းတွင်တယောက်တည်းထိုင်နေသည်သူသည်ငါးမွေးမြူရေးခြံမြေပုံအခန်းတပ်ပုံများနှင့်ရုပ်တံမှတ်တမ်းမိတ္တူကိုကြည့်သည့်အရာအလုံးသည်နောက်ဆုံးတွင်ပေါင်းဆက်စပ်ပြုနေသောဗဟိလိအပိုင်းစာများကဲ့သို့ပင်သူသည်တိုက်ပွဲမပြီးဆုံးသေးကြောင်းသိတော်လဲဆက်ဝိုင်းသည်ကျဉ်းမြောင်းလာပြီးဥဇော်နိုင်အတွက်ထွက်ပေါက်များစွာမရှိတော့ပေနောက်နေ့တွင်ရဲဌာန၏အစည်းအဝေးခန်းမသည်ခြေတံများနှင့်တိုးတိုးပြောတံများဖြင့်ပြည့်နှက်နေသည်တရားဝင်အမှုအကျဉ်းချုပ်ကိုထိုနေရာတွင်ကျင်းပသည့်စုံစမ်းစစ်ဆေးရေးမှုများတိတ်ပတ်နေကြစုံစမ်းစစ်ဆေးရေးဌာနငါးလုပ်ငန်းဌာနကိုယ်စားလှယ်များပြီးတော့ထိုအတော်တွင်တဝက်တစ်ပြက်သာတတိရှိခဲ့သောတပ်တေအချို့အထိတပ်ဆိုင်သူအားလုံးကိုဖိတ်ကြားထားသည်အခန်းတစ်ဖက်စွန်းတွင်ဥဇော်နိုင်သည်တင်းမာသောမျက်နှာဖြင့်ထိုင်နေသည်သူသည်တက်ရက်စွာဝတ်ဆင်ထားပြီးချမ်းသာသောပုဂ္ဂိုလ်၏ဂုဏ်သိက္ခာကိုထိမ့်သိမ်းရန်ကြိုးစားနေတော်လဲမျက်လုံးများကစိုးရိမ်နေပြီးတစ်သားတုတ်ကောက်ကိုပုံမှန်ထက်ပို၍တင်းတင်းဆုပ်ကင်ထားသည်ရဲမှုကြီးဦးတင်မြင့်သည်ခိုင်မာသောအတန်ဖြင့်အစည်းအဝေးကိုစတင်သည်ဒီနေ့ကျွန်တော်တို့ဟာမတီတာပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့တပ်တေခံအစုအဝေးကိုနားထောင်ရမှာဖြစ်ပါတယ်ဒီမှာတက်ရောက်လာတဲ့လူတိုင်းဟာအမှန်တရားကိုသာပြောဆိုပေးဖို့တောင်းဆိုပါတယ်မကြောက်ပါနဲ့အမှန်တရားကိုဖုံးကွယ်ထားလို့မရဘူးရှေ့ရှိမျက်နှာပြင်ကြီးပေါ်တွင်အမှတ်3ငါးမွေးမြူရေးခြံပုံငါးလုပ်ငန်းဌာန၏နည်းပညာအစီရင်ခံစာနှင့်အလွန်သေးငယ်သောကင်မရာ၏ရုပ်တံမိတ္တူကိုပြသသည့်တီတာ၏အခန်းထဲသို့ဝင်သွားသောဥဇော်နိုင်၏မျက်နှာသည်ရှင်းလင်းစွာပေါ်လာသည်မည်သူမျှငြင်းပယ်နိုင်ခြင်းမရှိခဲ့အခန်းသည်ရုတ်တရက်တိတ်ဆိတ်သွားသည်ဥဇော်နိုင်သည်ထိုင်ကုန်တွင်လှုပ်ရှားနေသည်နှက်ခမ်းများတုံရင်နေတော့လဲသူသည်ဆက်လက်ပြောသည်ဒါကလောက်ကျန်တာပါဗျာခမားတို့အားလုံးလဲနည်းပညာနဲ့ဆိုဘလောက်အထိလိမ်ညာဖန်တီးနိုင်တယ်ဆိုတာသိကြပါတယ်ရဲမှုကြီးဦးတင်မြင့်ကခဏတာစိုက်ကြည့်ပြီးတိတ်ဆိတ်စွာမေးသည်ဒါကလောက်ကျန်တာဆိုရင်ဘာကြောင့်မိုးတံပစ္စည်းပြုတ်ကျတန်နဲ့တားကောင်ရဲ့အော်ဟစ်တန်တွေဟာအဲ့ဒီညရဲ့ရာသီဥတုအစီရင်ခံစာနဲ့မှတ်တမ်းတင်ထားတဲ့အချိန်တွေနဲ့အတိအကျကိုက်ညီနေတာလဲဥဇော်နိုင်တိတ်ဆိတ်နေသည်နဖူးမှချွေးစေးများစီးကြလာသည်တပ်တေများကိုခေါ်ယူရန်အလှည့်ကျလာသည်အဖိုးကြီးဖြစ်သူဥပသိန်းသည်ဖြည်းဖြည်းချင်းရှေ့သို့ထွက်လာသည်သူ၏အတန်သည်နာတော်လဲခိုင်မာသည်ကျုပ်အဲ့ဒီညတက်ကောင်ကျော်မှာတိုးလောင်ယုံကဆက်လက်တန်းကိုကြားခဲ့ပါတယ်ပုံမှန်မဟုတ်တဲ့အချိန်ပေါ့ဒါပေမဲ့အလုတ်ပြုတ်မှဆိုးလို့နှုတ်ဆိတ်နေခဲ့တာဒီနေ့မှတတိရှိပြောရဲလာတာပါဥဇော်နိုင်သည်သူ့ကိုစူးစိုက်ကြည့်တော်လဲဥပသိန်း၏မျက်လုံးများကဤတစ်ချိန်တွင်မတူတော့သူ၏မျက်လုံးများတွင်တတိတစ်တစ်ခုရှိနေသည်ထို့နောက်အိမ်နီးချင်းဒေါခင်လေးသည်ထွက်လာသည်သူမသည်ခဏတာခေါင်းငုံကအတန်တိုးတော်လဲရှင်းလင်းစွာပြောသည်ကျမအဲ့ဒီညကမတီတာရဲ့အခန်းမီးကမိုးလင်းတဲ့အထိ
အကြာကြီးပွင့်နေတာကိုမြင်ခဲ့ရပါတယ်လူတွေရန်ဖြစ်နေတယ်လို့မျိုးအတန်ကြီးကြီးတွေလည်းကြားခဲ့ရတယ်စိတ်မကောင်းဖြစ်ပြီးတကားတော့ခောက်ချင်ခဲ့ပေမဲ့ကိုမိသားစုကိုပြဿနာဖြစ်မှကြောက်ခဲ့တယ်အခုတော့အဲ့ဒီတိတ်ဆိတ်မှုအတွက်နောင်တရတယ်တိုးတိုးပြောဆိုတမ်းများကအခန်းကိုပြည့်စေသည်ဖြည်းဖြည်းချင်းလူများကိုတိတ်ဆိတ်စေခဲ့သောကြောက်ရွံ့မှုနေရန်ပြိုကျစပြုလာသည်ရဲမှုကြီးဦးတင်မြင့်သည်အချက်ပြလိုက်ပြီးတိတ်ပန်နီးကြစုံစမ်းစစ်ဆေးရေးဌာနမှဝန်ထမ်းသည်အမှတ်3ငါးမွေးမြူရေးခြံ၏စောင့်ကြည့်ရုပ်တံကိုပြသသည့်ငါးများသည်အစာမပါဘဲအယူအမှုခုန်တက်ပြီးခိုက်ရန်ဖြစ်နေသည်ကိုမြင်ရသည်ဒီလိုပုံမှန်မဟုတ်တဲ့အပြုအမူကိုတခြားငါးမွေးမြူရေးခြံတွေမှာမတွေ့ရပါဘူးဟုဝန်ထမ်းကရှင်းလင်းစွာပြောသည်ငါးလုပ်ငန်းဌာနမှကျွမ်းကျင်သူကထပ်ပေါင်းပြောသည်ငါးတွေဟာအကြောင်းမဲ့အပြုအမူမပြောင်းလဲပါဘူးဒီပုံစံဟာပုံမှန်မဟုတ်တဲ့တစ်ခုခုရဲ့အလေးအကျင့်ကိုပြသနေပြီးဒီနေရာကတရားခံထိန်းချုပ်ထားတဲ့အစာတိုးလောင်ယုံနဲ့အလွန်နီးစပ်ပါတယ်ဦးစောနိုင်သည်ပြင်းပြင်းထန်ထန်ကောင်းခါသည်သူ၏အတန်သည်ကျဲလာသည်ခမားတို့မှာစကလုံးအင်အားနဲ့ရုပ်တံမတန်းတစ်ခုပဲရှိတယ်ဒါတင်မလုံလောက်ဘူးရဲမှုကြီးဦးတင်မြင့်ကထရက်ပြီးသူ့ကိုတက်တက်ကြည့်သည်တက်တေခံလုံလောက်ပါတယ်ဦးစောနိုင်ရှင်းလင်းစွာမှတ်တမ်းတင်ထားတဲ့ရုပ်တံခမားနာမည်ကိုဓာတ်ရိုက်ပြောသွားတဲ့တားကောင်ရဲ့အတန်ပြီးတော့အခုတတိရှိရှိပြောလာတဲ့တက်သေးတွေရဲ့ထွက်ဆိုချက်တွေအထိအရာအလုံးကတခုတည်းပေါင်းဆက်သွားပြီးပုံးစရာနေရာမရှိတော့ဘူးအခန်းသည်စူညံသွားသည်အရင်ကဦးစောနိုင်၏ခြံတွင်အလုလုခဲ့သူအချို့သည်တယောက်ကိုတယောက်တိုးတိုးလေးပြောဆိုကြသည်အချို့ကခေါင်းညိတ်ကြသည်သူတို့၏မျက်နှာများတွင်ကြာရှည်စွာပိနေသောဝင်ထုတ်ဝင်ပိုးမှလွတ်မြောက်သွားတဲ့ကဲ့သို့စိတ်အေးလက်အေးဖြစ်နေသည်ဦးစောနိုင်သည်ထရက်ရန်စူးစမ်းတော်လဲဒူးများတုံရင်းနေသည်သူသည်တစ်သားတုတ်ကောက်ကိုခောက်ရင်းသူ့ကိုခုခံပေးမိသူကိုရှာဖွေတဲ့ကဲ့သို့ပတ်ဝန်းကျင်ကိုအယူမှုကြည့်သည်ရဲမှုကြီးဦးတင်မြင့်သည်အေးဆက်သောအတန်ဖြင့်အစည်းအဝေးကိုဏီကုန်းချုပ်သည့်တိတ်ဆိတ်ခြင်းကရာဇဝတ်မှုအတွက်နေရာပေးတယ်ဒါပေမဲ့တတိကအမှန်တရားကိုထူထောင်ပေးတယ်ဒီနေ့မှာတော့အဲ့ဒီတတိဟာနောက်ဆုံးတော့ပေါ်ပေါက်လာပြီအခန်းသည်လက်ခုပ်တံများဟိန်းထွက်လာသည်ဝမ်းသာ၍မဟုတ်ပဲစိတ်အေးသွား၍ဖြစ်သည်အမှန်တရားသည်နောက်ဆုံးတွင်နေရာယူလာပြီဟုသောစိတ်အေးချမ်းမှုပင်အပြင်ဘက်တွင်မိုးသည်ပြင်းထန်စွာရွာချကာရဲဌာန၏ခေါင်မိုးကိုရိုက်ခတ်နေသည်ဦးစောနိုင်၏ခြံရှိအမှတ်3ငါးမွေးမြူရေးခြံသည်ဆက်လက်လိုင်းထန်နေသည်ငါးများသည်ဆက်လက်မတီမငြိမ်လှုပ်ရှားနေပြီးရေသည်လည်းလျှို့ဝှက်ချက်များကိုထိမ့်သိမ်းနိုင်ကြောင်းသတိပေးနေတဲ့ကဲ့သို့ပင်သို့သောယခုအခါထိုလျှို့ဝှက်ချက်သည်မြေအောက်တွင်ရှိမနေတော့နောက်ဆုံးတွင်ထိုနေ့တွင်တရားရုံးစတင်သည်မြို့နယ်တရားရုံးသည်မနက်စောစောကတည်းကလူများဖြင့်ပြည့်နှက်နေသည့်အချို့ကအချိန်ကြာကြီးလေးစားတော်လဲကြောက်ရွံ့ခဲ့ရသောတထေးကြီး၏ကံကြမ္မာကိုကိုယ်တိုင်မြင်ရရန်လာရောက်ကြသည်တရားရုံးခန်းရှိထိုင်ခုံများပြည့်သွားသည်ရှေ့ဆုံးတန်းတွင်တီတာ၏မိသားစုသည်ပင်ပန်းနွမ်းနယ်တော်လဲခိုင်မာသောမျက်နှာများဖြင့်ထိုင်နေကြသည်မိခင်ဖြစ်သူသည်သမီး၏ဓာတ်ပုံကိုတင်းတင်းဆုပ်ကင်ထားပြီးတခါတရံရင်ခွင်ထဲထည့်ထားသည်တစ်ဖက်တွင်ဦးစောနိုင်၏လက်အောက်တွင်အချိန်ကြာကြီးအလုလုခဲ့သောအလုသမားအချို့တက်ရောက်ကြသည်အချို့ကမျက်နှာညှိုးနေပြီးအချို့၏မျက်လုံးများကခေါင်းငုံမနေတော့ဦးစောနိုင်သည်ရဲများ၏ကာကွယ်မှုဖြင့်ဝင်လာသည်သူသည်အဖြူရောင်ရှက်အင်ကြီးဝတ်ဆင်ထားပြီးမျက်နှာသည်ပုံမှန်ထက်ပို၍ဖြူဖြော့နေသည်အမြဲတမ်းသူ့ကိုအဖော်ပြုခဲ့သောတစ်သားတုတ်ကောက်သည်ယခုအခါကြန့်ရှိနေသောဂုံတိတ်ခါ၏တစ်ခုလေးသောအားကိုးရာဖြစ်တဲ့ကဲ့သို့တင်းတင်းဆုပ်ကင်ထားသည်တရားသူကြီး၏ခံရသောအတန်ဖြင့်တရားစီရင်ရေးစတင်ကြောင်းကြေညာသည်ဒီနေ့ကျွန်တော်တို့တရားရုံးကတရားခံဦးစောနိုင်ရဲ့မတိတာပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့အမှုကိုစစ်ဆေးပါမယ်အထောက်ထားနဲ့ထွက်ဆိုချက်အားလုံးကိုလူသိရှင်ကြားစစ်ဆေးပါမယ်လေထုသည်တိတ်ဆိတ်နေသည်မျက်လုံးအားလုံးသည်မတိမငြိမ်မျက်လုံးများရှိတော်လဲတက်တက်ထိုင်ရန်ကြိုးစားနေသောဦးစောနိုင်အပေါ်စူးစိုက်နေသည်ရှိနေရှိမောက်တွင်မတက်ရက်ကထူလဲသောစာရွက်စာတမ်းဖိုင်ကိုဖွင့်သည်တရားသူကြီးမင်းကျွန်တော်တို့ဟာတားကောင်ရဲ့အခန်းကရုပ်တံမှတ်တမ်းတက်တည်ထွက်ဆိုချက်နဲ့တရားခံပိုင်ဆိုင်တဲ့အမှတ်3ငါးမွေးမြူရေးခြံအကြောင်းကျွမ်းကျင်သူအစည်းအဝေးခန်းစားတွေအပါအဝင်တက်တည်ခံများစွာကိုရရှိထားပါတယ်တရားရုံးရှိဖန်သားပြင်ကြီးကိုတက်ဆင်လိုက်သည့်ရုပ်တံကိုဖွင့်လိုက်သောအခါတရားရုံးသည်ရုတ်တရက်အေးခဲသွားတဲ့ကဲ့သို့ပင်မိုးရေတံတကားခောက်တံပြီးတော့ဖန်သားပြင်ပေါ်တွင်ပေါ်လာသောဦးစောနိုင်၏မျက်နှာနှင့်သူ၏ကြမ်းတမ်းသောအတန်ကိုရှင်းလင်းစွာကြားရသည်တီတာအိတ်နေပြီလားတရားရုံးတွင်လူအချို့အသက်ရှူသွင်းလိုက်သည့်အမျိုးသမီးအချို့သည်ပါးစပ်ကိုပိတ်ပြီးငိုကြွေးတံကိုထိန်းထားသည်တီတာ၏အော်ဟစ်တံဟိန်းထွက်လာသောအခါဒီကင်မရာကအကုန်လုံးကိုမြင်နေတယ်လေတူးကကွဲအပ်သွားသည့်တားကောင်မိသားစုနေရာမှငိုတံများထွက်လာပြီးပရိသတ်နေရာမှဒေါသတိုးတိုးပြောဆိုတံများပြန့်နှံ့သွားသည်ကျွမ်းကျင်သူတက်တဲ့နေရာတွင်ထိုင်နေသောရဲမှုကြီးဦးတင်မြင့်သည်တရားရုံးဘက်သို့လှည့်သည်သူ၏အတန်သည်တည်ငြိမ်တော်လဲခိုင်မာသည်ဒါကလောက်ကျန်တာမဟုတ်ဘူး
ဒါကကိုချင်းချောက်ခံနေရပြီဆိုတာသိနေတဲ့သားကောင်တဦးရဲ့နောက်ဆုံးအတန်မှာအဲ့ဒီကင်မရာဟာသူမခြံထားခဲ့တဲ့သက်သေပါဦးစော်နိုင်သည်ခေါင်းငုံသည်မျက်နှာသည်ဖြူဖြော့နေသည်သူသည်ထရက်ကမိမိကိုခုခံရန်ကြိုးစားသည်ခမားတို့ဟာအချိန်ကြာကြီးကျုပ်ကိုအားကိုးနေခဲ့ပြီးအခုမှရဲပြောလာကြတာပဲဒါတွေအားလုံးဟာလှည့်စားမှုပဲသူ၏အတန်သည်ဒေါသကြောင့်နာနေသည်တရားသူကြီးသည်တုတ်ကိုခောက်သည်တရားခံတိတ်နေပါလူတိုင်းကိုထွက်ဆိုခွင့်ပေးပါလိမ့်မယ်ပထမဆုံးသက်သေအဖြစ်အဖိုးကြီးဖြစ်သူဥပသိန်းကိုခေါ်ယူသည်တုံရင်သောအတန်ဖြစ်တော်လဲခိုင်မာစွာသူပြောသည်ကျုပ်တကောင်ကျော်မှာတိုးလောင်ယုံကဆက်လက်တန်းကိုကြားခဲ့ပါတယ်အဲ့ဒီတုန်းကကြောက်လို့တိတ်ဆိတ်နေခဲ့ပေမဲ့ဒီနေ့တော့ကြုတ်ကြားခဲ့တာကိုကျိန်ဆိုပါတယ်ထို့နောက်ဒေါခင်လေးသည်ထွက်လာသည်သူမ၏မျက်လုံးများမှမျက်ရည်များစီးကျနေတော်လဲအတန်သည်ရှင်းလင်းသည်မတီတာရဲ့အခန်းမီးကမနှက်ထိမပိတ်ခဲ့ပါဘူးစူညံတဲ့အတန်တွေကိုကြားခဲ့ရတယ်စိတ်မကောင်းဖြစ်ခဲ့တယ်တကားမခောက်ခဲ့တာကိုနောက်တရပါတယ်ဒီနေ့တော့အဲ့ဒီကလေးမလေးတရားမျှတမှုရဖို့အတွက်ပြောတာပါရှေ့နေရှေ့မောက်သည်ငါးလုပ်ငန်းကျွမ်းကျင်သူကိုတက်တဲ့အဖြစ်တင်သွင်းသည်သူသည်အမှတ်3ငါးမွေးမြူရေးခြံရှိငါးများ၏ထူးဆန်းသောအပြုမူကိုရှင်းပြသည်ငါးတွေဟာအကြောင်းမဲ့အဲ့ဒီလိုမပြုမူပါဘူးဒီပုံစံဟာပုံမှန်မဟုတ်တဲ့အလေးကျင့်ကိုပြသနေပြီးဒီနေရာကတရားခံထိန်းချုပ်ထားတဲ့အစာတိုးလောင်ယုံရဲ့ဘေးမှာပဲရှိပါတယ်တက်တေခံအားလုံးကိုတင်ပြခဲ့သည်ဝါကြတိုင်းသည်ဥစော်နိုင်၏ဝင်ပေါက်များကိုပုံမူကျင်းမြောင်းစေသည်ခုခံချေပတ်ရန်အလှည့်ကျလာသောအခါဥစော်နိုင်သည်ထရက်သည်သူ၏အတန်သည်ကျဲလာပြီးလက်များကတုတ်ကောက်ကိုတုံရင်စွာစုပ်ကင်ထားသည်ခမားတို့အားလုံးပူးပေါင်းကြံစည်ကြတာကြုတ်ပြင်းမရှိဘူးဒါကကြီးမားတဲ့အကြံဖန်ပဲတရားရုံးသည်မယုံကြည်မှုတိုးပြောဆိုတံများဖြင့်စူညံသွားသည်အရင်ကကြောက်ခဲ့ရသောအဖိုးကြီးဖြစ်သူအလုတ်သမားအချို့သည်ယခုပြိသက်နေရာမှရဲတင်းအတန်ပြူလာသည်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အားနဲ့စားတောက်နေရတာခမားရဲ့ချင်းချောက်မှုကြောင့်မဟုတ်ခဲ့ဘူးဟုအလဲလက်ရွယ်အမျိုးသားတဦးကအော်သည်တရားသူကြီးကတုတ်ကိုထက်ခောက်သည်တိတ်နေတရားရုံးကစီကန်းရှိရမယ်ဥစော်နိုင်သည်အသက်ရှူမဝဖြစ်နေသည်သူ၏မျက်လုံးများသည်ကယူနာရလိုတကယ်သို့အယူအမှုပတ်ဝန်းကျင်ကိုကြည့်တော်လဲအရင်ကခေါင်းငုံခဲ့သောမျက်နှာများမရှိတော့ယခုသူတို့သည်မုန်းတိမှုနှင့်စိတ်သက်သာရမှုရောနှောနေသောမျက်လုံးများဖြင့်သူ့ကိုကြည့်နေကြသည်ရှေ့နေရှေ့မောက်သည်ခိုင်မာသောအတန်ဖြင့်အဆုံးသတ်သည်တရားသူကြီးမင်းမှတ်တမ်းတင်ထားတဲ့တက်တေထွက်ဆိုချက်များနဲ့ကျွမ်းကျင်သူအစီရင်ခံစာများကတရားခံရဲ့ပါဝင်ပတ်သက်မှုကိုရှင်းလင်းစွာပြသနေပါတယ်။တားကောင်ကိုယ်တိုင်ကမှတ်တမ်းတင်ထားတဲ့အတန်မှတဆင့်တရားခံရဲ့နာမည်ကိုတိုက်ရိုက်ပြောသွားခဲ့ပါတယ်။ကျွန်တော်တို့ဟာတရားခံကိုအပြစ်ရှိကြောင်းစီရင်ချက်ချပေးရန်တောင်းဆိုပါတယ်။တရားသူကြီးကနောက်တစ်ကြိမ်တွင်စီရင်ချက်ချမည်ဟုကြေညာပြီးရုံးကိုရပ်နားလိုက်သည်သို့တော်ထိုနေ့၏လေတူးကမူရှင်းလင်းနေပြီးဥပဒေ၏ပိုက်ကွန်သည်ပို၍ကျဉ်းမြောင်းလာပြီးဥစော်နိုင်သည်သူ့ကိုယ်သူမှတ်တမ်းတင်ထားသောအရေးမှနောက်ထပ်ထွက်ပြေး၍မရတော့တရားရုံးပြီးသောအခါတီတာ၏မိသားစုသည်ထရက်သည်မိခင်သည်ဥစော်နိုင်ကိုမျက်ရည်များဖြင့်ကြည့်သည်ထို့နောက်အတန်တိုးတော်လဲလူအများကြားနိုင်လောက်အောင်ပြောသည်ကျမရဲ့သမီးပြန်လာနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဒီအမှန်တရားကတော့ထွက်ရမယ်ဥစော်နိုင်သည်ခေါင်းငုံသည်ပြန်ပြေးရန်မရဲတော့သူ၏တစ်သားတုတ်ကောက်သည်ဤတစ်ချိန်တွင်သူ၏ဝင်ထုတ်ဝင်ပိုးကိုမထောက်ပံ့နိုင်တော့ပေတရားရုံးအဆောက်အုံအပြင်ဘက်တွင်ရွာသားရပေါင်းများစွာစုဝေးနေကြသည်သူတို့သည်အားပေးခြင်းအော်ဟစ်ခြင်းမပြုကြသို့သောတိတ်ဆိတ်စွာပင်တရားရုံးတကားကိုအလေးနက်ထားသောမျက်နှာများဖြင့်စူးစိုက်ကြည့်နေကြသည်ထိုတိတ်ဆိတ်မှုသည်ကြောက်ရွံ့မှုမဟုတ်တော့သူတို့သည်မြင်နေကြပြီးဘယ်တော့မှမမေ့တော့မည်ဟုသောအချက်ပြမှုပင်နောက်ဆုံးတွင်စီရင်ချက်ချမိနေရောက်လာသည်တရားရုံးသည်ယခင်ရုံးချိန်ထက်ပို၍လူများဖြင့်ပြည့်နှက်နေသည်အဆောက်အုံအပြင်ဘက်တွင်ရွာသားများတန်းစီနေကြသည်အချို့ကမနက်ကလေးကရွာနေသောမိုးခွဲကြောင့်ထီများဆောင်းထားသည်လေတူးသည်ဆိုးဆွပြီးအေးနေတော်လဲလူတိုင်းနေရာယူထားသည်တရားရုံးခန်း၏လေတူးသည်တိတ်ဆိတ်နေသည်တရားသူကြီးများသည်အနက်ရောင်ဝေယုံများကိုဝေယမ်းကဝင်လာသည်သူတို့၏မျက်နှာများသည်ခန့်ညားနေသည်တက်ရောက်သူအားလုံးထရက်ပြီးတုတ်ခောက်တန်ကြားပြီးနောက်ပြန်ထိုင်သည်တရားခံဥစော်နိုင်ရဲ့အမှုကိုစတင်စစ်ဆေးပါမယ်ဟုတရားသူကြီး၏အတန်ဟိန်းထွက်လာသည်ဥစော်နိုင်သည်တရားခံနေရာတွင်ထိုင်နေသည့်မျက်နှာသည်ပို၍ဖြူဖြော့နေပြီးပုံမှန်တရက်စွာဘီဖီထားသောစပင်များရှုပ်ပွားနေသည်တစ်သားတုတ်ကောက်သည်လက်ထဲတွင်ရှိနေသေးတော်လဲယခုအခါအာနာ၏တင်ကြီးတစ်ထက်အားနည်းသောကိုယ်ခန္ဓာကိုထောက်ပံ့ပေးသောအာကုရာနှင့်ပိုနီးစပ်သည်ရှေ့နေရှေ့မောက်ကထရက်ပြီးရုပ်တံမှတ်တမ်းတက်တည်ထွက်ဆိုချက်များကျွမ်းကျင်သူအစီရင်ခံစာနှင့်အခြားသက်ဆိုင်သောအချက်များကိုပြန်လည်ဖတ်ပြသည်သူ၏အတန်သည်ခိုင်မာပြီးဝါကြတိုင်းသည်တရားခံ၏ပခုံးပေါ်တွင်ဝင်ထုတ်ဝင်ပို၍တင်လာစေသည်ထို့နောက်တရားသူကြီးကစီရင်ချက်၏အကြောင်းပြချက်ကိုဖတ်ရန်အလှည့်ကျလာသည်
ဤတရားရုံးသည်တက်တေခံအားလုံးကိုပြန်လည်စစ်ဆေးပြီးဖြစ်ပါသည်တားကောင်၏အခမ်းမှရုပ်တံမှတ်တမ်းသည်တရားခံခန်းထဲသို့ဝင်ရောက်ခဲ့ကြောင်းရှင်းလင်းစွာပြသနေပြီးတားကောင်၏အတန်သည်တရားခံ၏နာမည်ကိုတိုက်ရိုက်ပြောဆိုသွားခဲ့သည်တက်တေများသည်ခိုင်မာသောထွက်ဆိုချက်များပေးခဲ့ပြီးငါးလုပ်ငန်းကျွမ်းကျင်သူကငါးမွေးမြူရေးခြံ၏ပုံမှန်မဟုတ်သောအပြုအမူကိုရှင်းပြခဲ့သည်ဤအရာအလုံးသည်တစ်ခုတည်းသောကောက်ချက်ကိုဦးတည်နေသည်အခန်းသည်အသက်ရှူရက်သွားသည်ခေါမိုးပေါ်သို့ကျနေသောမိုးရေစက်များ၏အတန်သာကြားရသည်တရားခံဦးစောနိုင်တရားရုံးကခမားသည်မတီတာ၏အသက်ကိုယူခဲ့သောရာဇဝတ်မှုကိုကျူးလွန်ခဲ့သည်ဟုဆုံးဖြတ်သည်ထို့ကြောင့်ဥပဒေရေးရာထည့်သွင်းစဉ်းစားချက်အလုံးကိုကြည့်ပြီးဤတရားရုံးသည်ခမားကိုတသက်တကျွန်းထောင်ဒဏ်ချမှတ်သည်တုတ်ခောက်တန်3 ကြိမ်ကြားရသည်တရားရုံးသည်စူညံသွားသည်အချို့ကအလိုလျောက်လက်ခုပ်တီးကြသည်အချို့ကငိုကြသည်အချို့ကစောင့်ဆိုင်နေသောနေ့သည်နောက်ဆုံးတွင်ရောက်လာသည်ကိုမယုံကြည်နိုင်တဲ့ကဲ့သို့တိတ်ဆိတ်နေကြသည်တားကောင်မိသားစုနေရာတွင်တီတာ၏မိခင်သည်ငိုကြွေးရင်းသမီး၏ဓာတ်ပုံကိုရင်ခွင်ထဲတင်းတင်းဖတ်ထားသည်ဘေးတွင်ထိုင်နေသောညီလေးသည်ရှေ့ကိုတက်တက်ကြည့်နေသည်မျက်လုံးများဆူဆွတ်နေတော်လဲခိုင်မာသည်ဦးစောနိုင်သည်ထိုင်ကုန်တွင်လဲကျသွားသည်လက်မှတစ်သားတို့ကောက်သည်စူညံစွာပြုတ်ကျပြီးကျမ်းပြင်ပေါ်တွင်လိမ့်သည်သူ၏မျက်လုံးများလွတ်နေသည်သူ၏ဂုဏ်ယူခဲ့သောအာဏာအလုံးတစ်ခဏချင်းပျောက်ကွယ်သွားသည်ကိုတိလိုက်တဲ့ကဲ့သို့ပင်သူသည်မျက်နှာကိုလက်နှစ်ဖက်ဖြင့်ကာလိုက်သည်တစ်ချိန်ကလေးစားခံရသောတထေးကြီးသည်ယခုအခါလူတိုင်းရှိတွင်ပြိုကျသွားသောအဖိုးကြီးတဦးသာဖြစ်နေသည်တရားသူကြီးကတူတောင်းတော်လဲပြင်းထန်သောဝါကြဖြင့်တရားရုံးကိုအဆုံးသတ်သည်တရားမျှတမှုသည်နှောင့်နှေးနိုင်တော်လဲထာဝရဖုံးကွယ်ထား၍မရပါကျွမ်းကျင်သူတက်တဲ့အဖြစ်တက်ရောက်ခဲ့သောရဲမှူးကြီးဦးတင်မြင့်သည်ဘေးရှိလုပ်ဖော်ကိုင်ဘက်ကိုလှည့်ကာအတန်တို့ဖြင့်ပြောသည်တရားမျှတမှုနေနိုင်ပေမဲ့နောက်ဆုံးတော့ရောက်လာတယ်ဦးစောနိုင်ကိုအကျဉ်းသားအဆောင်များခေါ်ဆောင်သွားသောအခါရွာသားများ၏အကြည့်သည်သူ့ပေါ်စူးစိုက်နေသည်အားပေးခြင်းလှောင်ပြောင်ခြင်းမရှိငါတို့မြင်တယ်ငါတို့ခမားဘသူလဲဆိုတာသိတယ်ဟုပြောသောအေးဆက်သောအကြည့်များသာရှိသည်အပြင်ဘက်တွင်မိုးဖွဲဖွဲသည်ဆက်လက်ရွာနေသည်စောင့်ဆိုင်နေသောရာပေါင်းများစွာသောရွာသားများသည်ဦးစောနိုင်လုံခြုံရေးဖြင့်ဖျက်သွားသောအခါလမ်းဖယ်ပေးသည်တိတ်ဆိတ်စွာသူတို့ထဲမှအများပြားသည်စိတ်သက်သာရမှုကိုခံစားရသည့်အချိန်ကြာကြီးကောလာဟလဖြစ်သာကြားခဲ့ရသောရာဇဝတ်မှုသည်ယခုအခါသူတို့၏မျက်စိရှိတွင်တက်တည်ပြခံရပြီဖြစ်သောကြောင့်ပင်တရားရုံးလေကားတစ်ဖက်တွင်တီတာ၏မိခင်သည်ရက်နေသည်သူမ၏မျက်နှာတွင်မျက်ရည်များပြည့်နေတော်လဲဤတစ်ချိန်တွင်ဝမ်းနည်းမှုမျက်ရည်များသာမဟုတ်တော့စိတ်အေးချမ်းမှု၏မျက်ရည်များပင်သူမသည်သမီး၏ဓာတ်ပုံကိုတိုးတိုးလေးပြောသည်သမီးလေးသမီးရဲ့အမှန်တရားထွက်သွားပြီးသမီးမရှိတော့ပေမဲ့သမီးရဲ့အတန်နဲ့တတိဟာထာဝရအသက်ရှင်နေလိမ့်မယ်ထိုနေ့ကဦးစောနိုင်အပေါ်ချမှတ်ခဲ့သောစီရင်ချက်သည်တထေးကြီးတဦးကိုဖျက်ဆီးလိုက်ခြင်းတသက်မဟုတ်ခဲ့ခြင်းသည်အချိန်ကြာကြီးလူဖွဲ့စည်းကိုဖိနှိပ်ခဲ့သောကြောက်ရွံ့မှုနေရန်ကိုဖျက်ဆီးလိုက်ခြင်းပင်လူတို့သည်တိတ်ဆိတ်ခြင်းကအမောင်ထုအတွက်နေရာပေးုံသာမကတတိငယ်လေးတစ်ခုကအမှန်တရား၏အလင်းကိုထွန်းလင်းနိုင်ကြောင်းသင်ယူခဲ့ကြသည်ပြီးတော့အမှတ်3ငါးမွေးမြူရေးခြံတွင်ရေများဆက်လက်လှိုင်းထန်နေပြီးငါးများဆက်လက်ရေကူးနေသည်သို့သောယခုအခါထိုနေရာကိုကြည့်သူများသည်ရိုးရှင်းသောငါးမွေးမြူရေးခြံတစ်ခုအဖြစ်မတွေးတော့သူတို့သည်ရင်းကိုရာဇဝတ်မှုတစ်ခု၏စကားမပြောနိုင်သောတတ်တဲ့အဖြစ်နှင့်ညီမျှပင်အားကောင်းသောလျှို့ဝှက်ချက်ဖြစ်စေနောက်ဆုံးတွင်ရေမျက်နှာပြင်ပေါ်သို့ပေါ်လာမည်ဟုသောအချက်ကိုတတိပေးသောနေရာအဖြစ်မှတ်မိနေခဲ့သည်ထိုမွန်းလွဲပိုင်း၏မိုးသည်နောက်ဆုံးတွင်ရက်တန့်သွားသည်စစ်တူကောင်းကင်သည်ဖြည်းဖြည်းချင်းပွင့်လာပြီးညနေခင်း၏နေရောင်သည်တိမ်များကြားမှထိုးဖောက်လာသည်တရားရုံးရှိလန်းသည်တိတ်ဆိတ်နေတော်လဲထိုနေ့၏ဇလန်းသည်တက်ရောက်ခဲ့သောလူတိုင်း၏နှလုံးသားတွင်ဆက်လက်ပဲ့တင်ထက်နေသည်ဦးစောနိုင်၏အမှုကိုတသက်တကျွန်းဖြင့်အဆုံးသတ်ခဲ့တော်လဲသူ၏ဇလန်းသည်တရားရုံးတွင်မပြီးဆုံးခဲ့ခြင်းသည်စားတောက်ဆိုင်များဈေးများအိမ်နီးချင်းများ၏ပါဇက်မှလူငယ်များ၏နားထဲသို့ဆက်လက်ပြန့်နှံ့နေလိမ့်မည်ကောလာဟလအဖြစ်မဟုတ်ဘဲတတိပေးချက်အဖြစ်လူတို့သည်အရေးကြီးသောအရာတစ်ခုကိုနားလည်ခဲ့ကြသည်တိတ်ဆိတ်ခြင်းသည်အန္တရာယ်ရှိသည်တိတ်ဆိတ်ခြင်းကဦးစောနိုင်ကိုအချိန်ကြာကြီးအာဏာသုံးဆွဲစေခဲ့သည်တိတ်ဆိတ်ခြင်းကတီတာကိုအကူအညီမပါဘဲပိတ်မိစေခဲ့သည်တိတ်ဆိတ်ခြင်းကမြင်ခဲ့ကြခဲ့သောလူတိုင်းကိုခေါင်းငုံစေခဲ့ပြီးနောက်ဆုံးတွင်ဝမ်းနည်းဖွယ်ဖြစ်ရပ်ကိုရှောင်လွှဲ၍မရနိုင်တော့ပေသို့သောတစ်ချိန်တည်းမှာပင်ဤဇလန်းသည်တတိဤစွမ်းအားကိုပြသခဲ့သည်တက်တေကိုခြံထားခဲ့ရန်ကင်မရာငယ်လေးတက်ဆင်ခဲ့သောမိန်းကလေးငယ်တဦး၏တတိနောက်ဆုံးတွင်တရားရုံးတွင်ပါဇက်ဖွင့်ပြောခဲ့သောအလုသမားများနှင့်အိမ်နီးချင်းများ၏တတိပြီးတော့မျက်ရည်ကျနေတော်လဲသမီး၏အတန်ကိုကြားစေလိုသောမိခင်တဦး၏တတိအမှန်တရားသည်နှောင့်နှေးနိုင်ပါသည်ပတ်စံအာဏာနှင့်ကြောက်ရွံ့မှုနောက်ွယ်မှာပုံအောင်နေဖို့တွန်းအားပေးခံရနိုင်ပါတယ်ဒါပေမဲ့မိုးရွာပြီးနောက်တိမ်တွေကြားကထိုးဖောက်လာတဲ့နေအောင်ကြီးလိုမျိုးထာဝရဖုံးကွယ်ထားလို့မရပါဘူးမကြမီအမှန်တရားသည်လမ်းကိုရှာတွေ့လိမ့်မည်
ထိုနေ့ကလူဖွဲ့စည်းသည်ခေါင်းငုံမနေတော့ရန်တင်ယူခဲ့သည်သူတို့သည်အတန်ငယ်လေးတစ်ခုကအသက်နှင့်တေခြင်းကိုဆိုလိုနိုင်ကြောင်းတတိရှိသောခြေလမ်းတစ်ခုကရာဇဝတ်မှု၏ကွင်းဆက်ကိုဖျက်တောက်နိုင်ကြောင်းပြီးတော့အခန်းတောင်ရှိကင်မရာငယ်လေးကဲ့သို့ရိုးရှင်းသောတက်တေခံတစ်ခုသည်အာဏာအလုံးကိုလှုပ်ခါနိုင်သောထာဝရတက်တေဖြစ်လာနိုင်ကြောင်းတင်ယူခဲ့သည်တီတာ၏ဇလန်သည်ကိုကျင့်တရားမဲ့သောအဖိုးကြီးတဦး၏ရာဇဝတ်မှုအကြောင်းတသက်မဟုတ်တော့ထိုထက်မကဤဇလန်သည်ကျွန်ုပ်တို့အားလုံးအကြောင်းဖြစ်သည်ကျွန်ုပ်တို့တိတ်ဆိတ်ခြင်းကိုရွေးမလားအတန်ထွက်မလားမျက်လုံးကိုမှိတ်မလားတက်တက်ကြည့်မလားမတိဟန်ဆောင်မလားမှန်ကန်သောအရာအတွက်ထွက်မလားတီတာသည်လောကမှထွက်ခွာသွားခဲ့ပြီးဖြစ်ကောင်းဖြစ်နိုင်ပါသည်သို့သောသူမသည်မက်ဆေ့ချတစ်ခုခြံထားခဲ့သည်တားကောင်၏အတန်ကိုတိတ်ဆိတ်မှုထဲတွင်ပျောက်ဆုံးစေခြင်းမပြုပါနှင့်ကြောက်ရွံ့မှုကအမှန်တရားကိုလွှမ်းမိုးခြင်းမပြုပါနှင့်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တတိရှိရှိပြောဆိုတိုင်းတစုံတဦးကိုကယ်တင်နိုင်သောအလင်းကိုထွန်းလင်းနေသောကြောင့်ပင်ဤဇလန်းကိုနားထောင်သောညီကိုမောင်နှမများခဏလောက်တွေးကြည့်ကြပါစို့တနေ့တွင်ကျွန်ုပ်တို့မတရားမှုကိုမြင်ရသည်ပုံအောင်နေသောငိုတံကိုကြားရသည်သို့မဟုတ်ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်တစ်ခုခုမှားယွင်းနေသည်ဟုခံစားရပါကတတိရှိရှိခြေလန်းတလန်းတိုးလိုက်ပါမြင်ညပင်တင်းငယ်သောအတန်ဖြစ်စေအဆုံးအဖြတ်အခန်းကဏ္ဍမှာပါဝင်နိုင်ပါသည်ပြီးတော့မှတ်ထားပါတရားမျှတမှုသည်နောက်ကျနိုင်တော့လဲရင်းရောက်လာသောအခါမြည်သည့်အရာထက်မဆိုပို၍အစွမ်းထက်သောမက်ဆေ့ချကိုယူဆောင်လာသည်အမှန်တရားကိုဖုံးကွယ်ထား၍မရပါညီကိုမောင်နှမများဤဇလန်းမှကျွန်ုပ်တို့သည်ရာဇဝတ်မှုသည်ပြစ်မှုကျူးလွန်သူထံမှသာကြီးထွားလာခြင်းမဟုတ်ဘဲပတ်ဝန်းကျင်ရှိလူများ၏တိတ်ဆိတ်မှုမှလည်းကြီးထွားလာကြောင်းတင်ယူရသည့်အတန်ငယ်လေးတစ်ခုကအရာအလုံးကိုပြောင်းလဲနိုင်ပါသည်မတရားမှုကိုမြင်ရသောအခါပြောဆိုရန်မကြောက်ပါနှင့်မှတ်ထားပါတရားမျှတမှုသည်နောက်ကျနိုင်တော့လဲဘယ်တော့မှပျောက်ကွယ်သွားခြင်းမရှိပေ